မင်္ဂလာပါကျွန်တော်ချက်စားနေကြရှမ်းခေါက်ဆွဲချက်တဲ့ပုံစံလေးပေါ့နော်အဲ့ဒါလေးကိုချက်ပြပေးမလို့ပါကျွန်တော်တို့စစ်သားအနှစ်လေးလဲထည့်တယ်ပေါ့နော်အဲ့ဒါဆိုအနှစ်ချက်လေးကိုလည်းကျွန်တော်ပြောပြလိုက်ပါမယ်ဗျပြီးတော့ပစွန်ကြောင့်ဟင်းရလုပ်တဲ့ဥစ္စာလေးကိုလည်းကျွန်တော်ပြောပြပါမယ်စစ်သားအနှစ်ချက်တာကတော့ကျွန်တော်တို့ထုံးစံအတိုင်းပဲပေါ့နော်စစ်သားကိုတေးသေးလေးသုံးပြီးတဲ့ခါကျတော့ဆိုင်းကြုံမုံတို့ဘာညာတာတကာကြီးနဲ့ကျွန်တော်တို့အကုန်နယ်လိုက်တယ်ကျွန်တော်ကတော့ဒီထဲထဲမှာစက်သွန်ဖြူအမုံနဲ့ဂျင်းအမုံနဲ့ကိုတော်တော်များများလေးထည့်ပြီးတဲ့ခါကျတော့နှက်ထားတယ်ပေါ့နော်ကြာညိုလေးနဲ့နည်းနည်းထည့်ပြီးတဲ့ခါကျတော့ကျွန်တော်နှက်ထားပါတယ်ဗျနိုင်ဘယ်လောက်နှက်ထားပါတယ်ပြီးတော့ကျွန်တော်စီတက်တဲ့ထဲမှာစက်သွန်ဖြူတို့ဘာလို့မထည့်ဘူးစက်သွန်နီကြီးတဲ့ကိုပဲတေးတန်းစီလေးကိုတက်လိုက်တယ်ဒီအယောင်လေးပြောင်းလာသည်ထိတက်လိုက်တယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ပဲငပီလေးထည့်လိုက်ပါတယ်ဗျပန်းငပီလေးနဲ့စက်သွန်လေးနဲ့လုံးပြီးတဲ့ခါကျတော့ရေလေးပျောက်သွားအောင်ထိလုံးလိုက်တယ်ပေါ့နော်ပြီးတော့စက်သားနှက်ထားလေးကိုထည့်ပြီးတော့လုံးလိုက်တယ်ရေဝါးကျတော့ဒီရှေ့ကလုံးထားတဲ့ဥစ္စာလေးစီလေးနည်းနည်းထွက်လာတဲ့ခါကျမှကျွန်တော်ရေကိုထည့်တယ်ဗျပြီးတဲ့ခါကျတော့မီးအေးနဲ့အုပ်ပြီးတဲ့ခါကျတော့စီပြန်လာသည်ထိကျွန်တော်နှက်ထားတယ်ပေါ့နော်ဒီစက်သားလေးကိုစက်သားနှစ်လေးကိုကျွန်တော်ချက်ပါတယ်ဗျကျွန်တော်ဟင်းရီအတွက်ကိုစက်သွန်နီစက်သွန်ဖြူချင်းခရမ်းရှင်ဒီပေါ့နော်ပစွန်ကြောက်လေးကိုရေးဆေးပြီးတဲ့ခါကျတော့အဲ့လိုလေးကျွန်တော်ပြင်ထားတယ်ပြင်ပြီးတဲ့ခါကျတော့ခုနအနှစ်ချက်ထားတဲ့စီမှာကျွန်တော်ဒဲဦးလေးတွေကတ်တဲ့အနှစ်တွေရှိရလေအဲ့လိုစားကိုကျွန်တော်ရေးလေးချင်းပြီးတဲ့ခါကျတော့ဒီထဲကိုထည့်ပြီးတဲ့ခါကျတော့တပွက်နှစ်ပွက်စုလောက်တဲလိုက်တယ်ခရမ်းရှင်ကြီးလေးတွေပစွန်ကြောက်လေးတွေဣလာတီတီပေါ့နော်အဲ့လိုမျိုးဣလာပြီးပြီဆိုတဲ့ခါကျမှကျွန်တော်ရေကိုကိုလိုတလောက်ထည့်လိုက်တယ်ဒီကြားထဲမှာတော့ကျွန်တော်ဆိုင်းကြုံမုံငံပြာကြီးပေါ့နော်အဲ့ဒါလေးကိုတော့ကျွန်တော်ထည့်ထားတယ်ကျွန်တော်တော့ဘာမှမထည့်ဘူးအဲ့သုံးမျိုးပဲကျွန်တော်ထည့်တယ်ဗျဟင်းယူတော့ကျွန်တော်ကြာနေအောင်ဒီကိုစားခြင်းတလောက်ပေါ့နော်ရေကိုထပ်ထည့်ပြီးတဲ့ခါကျတော့ကြာနေအောင်ကျွန်တော်ဂျူလိုက်တယ်နှစ်ခေါက်လောက်ရေကိုထပ်ထည့်တယ်ပေါ့နော်ထပ်ထည့်ပြီးခါကျတော့ကျွန်တော်အဲ့လိုချက်ထားပါတယ်ပြီးတော့ကျွန်တော်ဝယ်ထားတဲ့မေရှမ်းကျွန်တော်စီရောက်ထားတဲ့မေရှမ်းလေးတွေကိုကျွန်တော်က9မိနစ်လောက်စောပြီးတဲ့ခါကျတော့ရေစိမ်းလိုက်တယ်ခောက်ဆွဲလေးတွေဒီလိုနေထားရလာတဲ့အခါမှာရေစိမ်းထားပြီးရလာတဲ့အခါမှာကျွန်တော်ခောက်ဆွဲလေးတွေကိုကျွန်တော်ရေနွေးပွက်စုထဲမှာကျွန်တော်ပြုတ်လိုက်တယ်ခဏပဲပေါ့နော်ခဏပဲပြုတ်ပြီးတဲ့ခါကျတော့ကျွန်တော်ဆယ်လိုက်တယ်ပြီးတဲ့ခါကျလို့ရှိရင်ကျွန်တော်တို့ဟင်းရည်လေးလောင်းပြီးတဲ့ခါကျတော့တစ်ခါပြန်ပြီးတဲ့ခါကျတော့ဟင်းရည်လေးကိုရေလေးတောင်းလိုက်တယ်ပေါ့နော်ခောက်ဆွဲလေးကိုနည်းနည်းအသားတဲ့ဟင်းရည်ရတာလေးဝင်သွားအောင်လို့ကျွန်တော်လုပ်လိုက်တယ်ပြီးတဲ့ခါကျတော့ကျွန်တော်ချက်ထားတဲ့ဒီစီနီစီဝါပြီးတော့ဒီစက်သားနှစ်ပေါ့နော်အဲ့ဒါလေးကိုထည့်လိုက်တယ်ထည့်ပြီးသွားတဲ့ခါကျလို့ရှိရင်ကျွန်တော်ဟင်းရည်လေးကိုပဲထည့်လိုက်တယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့စားဖို့အတွက်ရပါပြီဘာမှမခဲရဲမှာဘူးကျွန်တော်တို့ကတော့မြစ်ချင်လေးကိုလော်ထားတာရှိတယ်အဲ့မြစ်ချင်လော်ထားတဲ့ဥစ္စာလေးကိုငရုတ်သီးလေးနဲ့အဲ့လိုလေးထည့်ပြီးတဲ့ခါကျတော့စားတယ်ကျွန်တော်တို့တွေကအရန်ကြိုက်တာပေါ့နော်အိမ်မှာကျွန်တော်တို့ဒီတိုင်းပုံမှန်တိုင်းမှာပဲဒါလေးကတော့ကျွန်တော်စားနေတာပေါ့နော်စားနေတဲ့ဥစ္စာလေးတွေထည့်ပေးလိုက်တာပါကျွန်တော်တို့ကကြိုက်တယ်မိမိလည်းကြိုက်တယ်သူ data နဲ့တွေတော့လောက်ကြရတော့မတူဘူးပေါ့နော်ဒါကတော့ကျွန်တော်တို့ data မှာလည်းမတူဘူးခောက်ဆွဲဟွာမျိုးမျိုးလောက်စားကြတယ်ရှမ်းခောက်ဆွဲဟွာလေကျွန်တော်တို့ကတော့ဒီလိုဟာလေးကိုပို့ပြီးတော့ကြိုက်တယ်အိမ်မှာလောက်စားရတော့ပုံမှန်စက်သားနှစ်တွေပါမပါဘူးဒီတိုင်းပစံကြောင့်ဟင်းရည်လေးနဲ့ပလိမ့်မဲ့လောက်စားကြတာပေါ့နော်ဒါအခုသူများလေးလည်းကျွေးကြံလို့ဒါမနေ့ကတော့ကျွန်တော်ဒီမွေးရမီကမိတ်ဆွေတွေကိုကျွန်တော်ကျွေးတယ်ပို့တယ်ဒီနေ့ကကျတော့ကျွန်တော်ဒီအင်ရှင်နဲ့ဒီပတ်ဝန်းကျင်လေးကိုနည်းနည်းကျွေးကြံလာနဲ့နည်းနည်းများလေးချက်ပြီးတဲ့ခါကျတော့လောက်တာပေါ့နော်ကျွန်တော်ဒီစားနေတဲ့စီမှာနည်းနည်းအတန်လေးတွေထွက်တယ်ထင်တယ် sorry နော်ခောက်ဆွဲစားရင်ကတည့်ရတိုင်းရှူရှဲဖြစ်တာဆိုတဲ့ခါကျတော့နောက်ဆက်ဖြစ်သွားရင်ဒါမှပါတယ်ဒီဟာလေးတွင်းနေရတော့မမေ့ဘူးတတိယတိတ်ကြိုက်တော့ခောက်ဆွဲလေးနေတယ်ဒီလိုလေးမလို့စားရတာတော်တော်ကြာတယ်စားနေချင်ပါပဲမုံညင်းပဲရွက်မရှိဘူးပေါ့နော်ပဲရွက်မရှိတဲ့ခါကျတော့ကျွန်တော်ကမုံညင်းထိုင်ဝမ်မုံညင်းလေးနဲ့ထည့်စားထိုင်ဝမ်မုံညင်းကတကူစားတာဆိုတော့ခါကျပြင်းလို့မညက်လိုက်ဘူးဒီတိုင်းပဲထည့်ထားတာကြီးရခက်သွားလို့ရှိရင် sorry ပါ